အဲ့ဒီဘလို့ဖြစ်လားကတော့နော်ဟောမမာကြီးပဲအချိကိစ္စစိတ်လား ကိစ္စမဟုတ်ဘူးဗာအစီသေးတဲ့ ဟုတ်လား ဒီမှာတက်တလေးလေးကပြမှုပါဘူးစင်မပြေတော့လေဒီညရ450သိန်းကုန်တယ်ဘာညာလဲဆိုတော့ကို့မလည်းအစင်မပြေတော့မပြကလေးကိုဝင်သုံးလာတယ်အမျိုးသားဖတ်ပြီး မိုက်ကလေးလား ဟုတ်ကဲ့ အော်ငငယ်လေးမိုက်တက်ဘယ်လောက်ရှိလဲ ဒီမှာ45 55နဲ့တော့အသက်ကြီးမှကလေးရအောင်နော်မျိုးတော့ဆက်ပြေးသွား ဖတ်ပြီးသွား ဘလို့ပြထုတ်ပြေးသွား သူကအလုံးလုံးမဲ့လို့သွားပြီးမှမိန်းမတွေပါနေရှုပ်တော့ကျမကလည်းခွာပလိုက်တယ်ခွာပလိုက်တော့ နားဘလို့ခေါ်လဲ ဆန္ဒဝင်း တခြားနာမည်ရှိသေးလား လက်ဆူးပြီး ရက်စလုံးဘီ လက်ဆူးပြီး ရက်စလုံးဘီနော်အော်ဟုတ်ဟုတ်နေတော့မှနေတယ် အနုမရှင်လမ်းမှာ အော်တာရီလက်အလုံးမှရှင်းလဲလားအော်ဟုတ်ကဲ့ဟုတ်ကဲ့တာသမီးတွေရော အမီကအဝေးမှာအကုန် ဘယ် လုံး ရောက်ရှိတာ 900 ငါရောက်ရှိရ စင်မပြေဘူးဆို အော်နံပါတ်နော် တို့လည်းမထောက်ပံ့တော့ ဟော ဒီမှာဒီအစီစိတ်လေးခွဲခြင်းလို့ပေါ့ အော် ဒီကြောင့်စီစိတ်လေးခွဲမဲ့ဆိုတော့စင်းကဒီနေ့ရက်ချင်း ဟင်း ကျွန်မဒီနေ့ရက်ချင်းခေါ်ထားတာဒီလိုလာလိုက်တဲ့အစင်မပြေဘူးဆိုပြီးတော့ အော်အစီစိတ်လေးခွဲကြတာပေါ့နော် ဟုတ်ကဲ့ โอเคအဲ့တော့အမူကြီးကိုကျွန်တော်အလူငွေလေး2သိန်းလုပ်ပေးလိုက်မယ်နော်နော်ကျွန်တော်တကယ်လို့အလူငွေထည့်ရရင်ထပ်လုပ်ပေးမယ်နော် ဟုတ်ကဲ့ပါ အလူငွေ2သိန်းပါ ကျေးဇူးများ ဒေါ်လေးလုပ်ပေးနော် ကြည်တော်တောင်းပေးပါမယ် ဟုတ်ကဲ့ဟုတ်ကဲ့ပါ ပါကြီး ဟုတ်ကဲ့နော်ကျေးဇူးနော်ဒါလေးက ဖះမှာမီး ခရမှာစတောင်း ဟုတ်ကဲ့ EMI ထိုးတယ်ပန်းမောင်းနဲ့တာအမွေးရည်နော် ဟုတ်ကဲ့ကျေးဇူးပါလေ ဟုတ်ကဲ့နော်โอเค